Sporting Lisbon vs Arsenal ပွဲဒီနေ့ညရှိပါတယ်အားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုစုံပါဗိုလ်ရုံးနေ့မနေ့မြန်မာစံတော်ချိန်တနာရီခွဲမှာတော့ Arsenal အသင်းဟာ UCL Quarter Final ပထမအကြော့အဖြစ် Sporting ကိုအဝေးကွင်းမှာတောက်ရောက်ရင်ဆိုင်ရဖို့ရှိပါတယ်ဒီပွဲစဉ်ကတော့ပြီးခဲ့တဲ့ FA ဖလားပွဲစဉ်လိုအမှားခံလို့မရတဲ့ပွဲမျိုးပါ UCL မှာနောက်တစ်ဆင့်ကိုတက်တိုင်ရတဲ့စုကြီးကများသလိုလက်ရှိမှာခြောင်နေတဲ့လမ်းကြောင်းကြောင့်လည်းအတက်နိုင်ဆုံး Semi Final Final လောက်အထိကို try သွားဖို့လိုနေတဲ့အနေအထားမျိုးပါဒီလိုအခွင့်အရေးတွေနဲ့ပွဲစဉ်စရာမျိုးကလည်းနှစ်တိုင်းမရတာကြောင့်ကန်တရားရဲ့အခွင့်အရေးပေးချိန်မှာကျွန်တော်တို့အမိရစုပ်ကင်ထားနိုင်မှုလိုပါတယ်ပြီးခဲ့တဲ့ Southampton နဲ့ FA ဖလားပွဲမှာမတင်မပဲရှုံးနေခဲ့ရမှုကိုဒီပွဲမှာပောက်ပွဲပြရမှာပါပေါ်ဆမှုတွေအထင်သေးပြီး short တွက်မှုတွေကြောင့်မထင်မှတ်တဲ့ရလဒ်တွေဖြစ်လာနိုင်တာကိုသင်ခန်းစာယူပြီး Sporting နဲ့ပွဲကိုတီချာလေးချင်းကပ်လာဖို့လိုပါတယ်တခုရှိတာကဒီပွဲပြီးတာနဲ့ဘုံမောက်နဲ့အရေးပါတဲ့ EPL ပွဲစဉ်ရှိတာကြောင့်ပထမကြော့ပွဲစဉ်ကိုအားကုန်ထုတ်ပါမလားဆိုတဲ့အချက်ပါပဲပြန်စဉ်းစားကြည့်တော့လေ Sporting နဲ့ဒုတိယကြော့ကန်ပြီးတာနဲ့ EPL Champions ဆုအတွက် Final လို့ပြောရမယ် Man City နဲ့ EDF မှာကစားရမယ့်ပွဲစဉ်ရလည်းရှိနေတယ်။ဒါကြောင့်လဲ Arsenal အနေနဲ့အခုပထမကြော့မှာပြတ်သားတဲ့ရလဒ်တစ်ခုကိုပုံဖော်ပြီး Man City နဲ့မတိုင်ခင်ဒုတိယကြော့ကို AACC ထိန်းကန်ပြီးပွဲမပန်းအောင်ကစားမယ့်လမ်းကိုရွေးချယ်ဖို့တော့များပါတယ်။ရွေးချယ်တဲ့လမ်းပါပဲ။ Sporting အတွက်ကလည်းဒုတိယအကြော့ကအဝေးဝင်ဖြစ်နေတာမလို့ဒီပထမအကြော့ကိုရလဒ်တစ်ခုယူထားဖို့လည်းလိုအပ်နေတယ်။ဒါကြောင့်လဲအိမ်ကွင်းမှာအားထည့်ပြီးနိုင်ပွဲယူနိုင်ဖို့ကြိုးစားလာနေကြရှိပါတယ်။တကယ်လို့သာ Sporting ဘက်ကတိုက်စစ်ကိုအာရုံစိုက်ပြီးရလက်ကောင်းရအောင်ဖွင့်ကစားရင်ကျွန်တော်တို့မှနိုင်ဖို့အခွင့်အရေးပိုများပါတယ်။ပေါ်တူဂီအသင်းတွေရဲ့ကစားပုံကကင်တွယ်ရခတ်တဲ့အထဲမှာပါပါတယ်။အထူးသဖြင့်ကျွန်တော်တို့အာဆင်နယ်အတွက်ပေါ့။ခံစစ်ကိုလုံခြုံအောင်ကစားပြီးကွစ်ကောင်တာတွေနဲ့အငိုက်ဖမ်းတတ်တာ။လောင်းဘော်တွေနဲ့ဝင်းနေစီ direct pass တွေပို့ပြီးကစားတတ်တာတွေကကျွန်တော်တို့အတွက်တော့ခေါင်းကိုက်စရာဖြစ်လာနေချေရှိပါတယ်။အထူးသဖြင့်တင်းမပါနိုင်တဲ့ညာချမ်းအတွက်ပေါ့ဗျာ။ဘယ်ချမ်းမှာ Calafiori နဲ့ Rice တို့ပါလာရင်တော့ Sporting ရဲ့ transition တွေကိုတားဆီးနိုင်ဖို့များပါတယ်။စိတ်ပူရမှာကဖောင်အောင်နေတဲ့ဘန်ဝဲရဲ့ညာချမ်းပါပဲ။တင်းပါရောစာကပါမပါနိုင်တဲ့ညာချမ်းကတော့ပြဿနာအနေနဲ့ရှိပါတယ်။တော်သေးတာက Gabriel ရဲ့ဒဏ်ရာမပြင်းခဲ့တာရဲ့ Rice ပြန်ကစားပေးနိုင်မှာရေပေါ့ဗျာ။ကွင်းလင်မှာ Rice နဲ့ Zubi ခန်းစစ်မှာ Saliba နဲ့ Gabriel ဆိုရင်တော့အသင်းကစားပုံကငြိမ်သွားမှာပါ။တိုက်စစ်မှာလည်း Eucharist က9သွင်းချီပြင်ရနေတာမလို့ဒီပွဲမှာအသင်းဟောင်း Sporting ကိုပြီးခဲ့တဲ့ຫນွေအပြောင်းရွှေ့မှာစိတ်ဒုက္ခပြီးခဲ့တာတွေအတွက်လက်စားချေဖို့အားခဲလာမှာပါ။အဓိကကတော့အဖွင့်ကိုစောရဖို့ပါ။အိမ်ကွင်းမှာအဖွင့်ကိုပေးလိုက်ရတာနဲ့ Sporting ဘက်ကတိုက်စစ်မဖြစ်မနေမြင့်ရတော့မယ်။ဒါဆို space တွေပိုရလာပြီးကျွန်တော်တို့ကဂိုးပြတ်နိုင်မှုကိုပုံဖော်လာနိုင်မှုရှိနိုင်ပါတယ်။ကိုဘက်ကဂိုးစာပေးရရင်တော့စန့်ကျင်ဘက်အနေနဲ့ကစားရပိုခတ်သွားမှာပါ။ဒါကြောင့်တိုက်စစ်ကစားသမားတွေရဲ့ clinical ဖြစ်မှုကအဆုံးဖြတ်ပေးသွားမှာပါ။ဘာပဲဖြစ်ဖြစ် City နဲ့ပွဲမတိုင်ခင်ဒုတိယအကြော့ကိုတက်ကစားနိုင်မှုဒီပွဲမှာတော့ပြတ်သားတဲ့ရလဒ်တစ်ခုကိုပုံဖော်နိုင်မှုမဖြစ်မနေကြိုးစားသွားရပါလိမ့်မယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Wines မှာဘောလုံးစောကျင်တဲ့ညီကိုတွေအနေနဲ့ရန်ကုန် Sport TV ရဲ့ promo code YGNTV ကိုအသုံးပြုပြီးတော့ 100% bonus ရယူနိုင်ပါတယ်။အသေးသိရှိလို့ပါက Wines ပဲမြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့မှ website link ရဲ့ customer service code လေးနေပြီးတော့လည်း24နိုင်တီးလို့ရတယ်။ငင်းလို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။